ရဲ့ဖုန်းကိုညာလုံးပေါက်အားသွင်းတာနဲ့ပတ်သက်ပြီးတော့လူတွေပြောနေကြတဲ့ကောလာဟာလာတွေယုံကြည်မှုတွေဟာတကယ်ရောမှန်ရဲ့လားဆိုတာကိုရိုင်းလို့ဆွေးနွေးကြည့်ရဒီဇလန်ကိုစပြောရရင်လွန်ခဲ့တဲ့2010လောက်ကထွက်ခဲ့တဲ့ဖုန်းတွေကနေစပြောပြမယ်အဲ့တော့ဖုန်းတွေကကြတော့ charging system တွေကလည်းမမြန်သလိုရိုင်းတို့အားတွေပါဆိုလဲအကြာကြီးအရင်သိမ့်မခံအဲ့တော့ဖုန်းကိုရိုင်းတို့3-4ခါလောက်တရက်ကိုသွင်းရတယ်ဆိုရင်တစ်ခါသွင်းရင်လည်းအကြာကြီးစောင်းရတယ်အဲ့တော့လူတွေကတခါတည်းညအိမ်တလန့်နဲ့ပဲဒီဖုန်းကိုအားသွင်းထားကြများတယ်။အဲ့တော့ဖုန်းတွေကကြတော့ဘက်ထရီတွေ charging တွေ hardware ဘိုင်းတွေကဒီဘက်ခက်လောက်အရင်မကောင်းသေးဘူး။အဲ့တော့ဖုန်းအားသွင်းတလန့်နဲ့အိပ်ပျော်သွားတဲ့အချိန်ဆိုရင်ဖုန်းကပူပြီးတော့မှအားကုန်မြန်တာတွေပြီးသွားရင်ဘက်ထရီဖောင်းတာတွေအားအပြည့်မြန်တာမျိုးတွေဖြစ်ကြတယ်။နောက်ဆုံးတချို့ model တွေဆိုရင်ပောက်ကွဲတာမျိုးတွေတောင်ရှိခဲ့ဘူးလေ။ဖုန်းတိုင်းကိုပောက်ကွဲလို့ပြောချင်တာမဟုတ်ဘူးနော်။အခု Riot ပြောချင်တာကအဲ့တော့ကနာမည်ကြီးခဲ့တဲ့ Samsung Galaxy Note 7လို့ကောင်မျိုးတွေလောက်ပဲပောက်ကွဲခဲ့တာဒီဘက်ကဖုန်းတွေမှာကျတော့တစ်ခါတော့အားသွင်းထားမယ်ဆိုရင်တနေ့ကုန်နီးပါးအားခံပြီးတော့မှ charging system ဘိုင်းကလည်းပို့ပြီးမှမြန်လာကြတယ်ဘက်ထရီဖောင်းတာအားကုန်မြန်တာအားအပြည့်မြန်တဲ့ error မျိုးတွေကျတော့4-5နှစ်လောက်ကြာမှပဲဖြစ်လာကြတော့တာဆိုတော့ပောက်ကွဲတယ်ဆိုတာမရှိသလောက်ပဲဒါပေမဲ့အဲ့တော့ကလူတွေကကျတော့ဖုန်းကိုတညာလုံးနီးပါးအားသွင်းထားတယ်ဆိုရင်ဘက်ထရီကိုထိခိုက်စေနိုင်တယ်ဆိုရဲယုံကြည်ချက်ကအခုချိန်ထိယုံကြည်နေတော့မယ်ဆိုတော့ဒီယုံကြည်မှုကတကယ်ရောမှန်ရဲ့လားအရင်ကဆိုရင်တော့မှန်တဲ့လောက်မှန်နေဆိုပေမဲ့အခုနောက်ပိုင်းနေမှာနီးပညာတွေကပို့ပြီးတော့မြင့်လာတာဆိုတော့မမှန်တော့ဘူးလို့ပြောလို့ရတယ်ဆိုတော့ဘာလို့မမှန်နိုင်ဆိုတဲ့အကြောင်းရင်းကိုဆက်ရှင်းပြမယ်အရင်ဆုံးရှင်းပြချင်တာဟာဖုန်းတွေကိုအားတရာပြည့်တီဆက်သွင်းထားမယ်ဆိုရင်ဘက်ထရီကစန့်လာတာကိုပို့ပြီးဝင်နေဆိုရဲအယူဆဒီယူဆကအရင်တော့ဖုန်းတွေမှာဆိုရင်တော့မှန်လိမ့်မယ်ဒါပေမဲ့အခုနောက်ပိုင်းလာတဲ့ model ဖုန်းတွေမှာကျတော့ overcharge ဖြစ်တဲ့ပြဿနာမရှိတော့ဆိုတော့အခုနောက်ပိုင်းလာတဲ့ဖုန်းတွေမှာဒီလိုမျိုး entry low budget ဖုန်းတွေကလွဲပြီးတော့တချို့ဖုန်းတွေတော်တော်များများမှာ battery management system တွေပါလာပြီဒီ system ကကိုယ့်ဖုန်းရဲ့ current တွေ voltage တွေ temperature တွေအားလုံးကိုထိန်းချုပ်ပေးထားတာဆိုတော့အားတရာပြည့်သွားပြီဆိုတာနဲ့ charging system က auto ရပ်သွားတာအဲ့တော့ battery ကလည်းအားကလည်းပို့ပြီးတော့မဝင်သလို battery ထိခိုက်မှလည်းကြောက်စရာမလိုတော့တချို့ဖုန်းတွေဆိုရင်အားတရာပြည့်သွားပြီဆိုရင် animation system ကစက်မပြတော့တချို့ကြတော့လည်းဆက်ပြနေရမျိုးလေးတော့ရှိတာပေါ့အဲ့တော့ဒီနေရာမှာဆက်ပြီးတော့ပြပေးချင်တာကဘယ်လိုမျိုးလဲဆိုတော့ဒီထက်ပိုကောင်းတဲ့ bypass charging system လည်းရှိသေးတယ်ဒါကကြတော့အားတရာပြည့်ရည်ဆက်သွင်းထားမယ်ဆိုရင်ဖုန်းရဲ့ battery ကိုမဝင်တော့ဘဲနဲ့သူကမာသားပုံစီကိုဓာတ်ရိုက်အားဝင်တဲ့ system မျိုးဒါကဘာပိုကောင်းလဲဆိုတော့ဂိမ်းဆောင်ရင်တလန်းနဲ့ဖုန်းအားသွင်းတာမျိုးတို့တညာလုံးနီးပါးအားသွင်းထားတဲ့အခြေအနေမျိုးတွေမှာပို့ပြီးတော့ကောင်းတယ်အဲ့တော့တညာလုံးနီးပါးအားသွင်းထားမယ်ဆိုရင်တော့ overcharge မဖြစ်တဲ့အတွက်ဘက်ထရီကိုလည်းတိတ်ပြီးတော့မှမထိနိုင်တော့နောက်ထပ်လူတွေယုံကြည်နေ